နေပူရာမိုးရာယာသီးလို့ကိုလိုကမှာကိုလိုဖြစ်တယ်ကျွန်တော်ကစာတင်တဲ့ဆရာတယောက်ဖြစ်တယ်ကျွန်တော်လူငယ်တွေကဗာလိမေးတယ်ဆရာမတဲ့ကိုပိုင်ဆောင်မုတ်တွေရှိပါတယ်ကျွန်တော်ဒီဘာကြောင့်လဲဆိုတော့ဟိုဘောရက်ဒီရေးတွေတစ်ခါဒီမှာလူဆိုတော့ကျွန်တော်စိတ်တဲ့အတက်ကြရှိတာပေါ့နော်အဲ့ဒီခါကျရင်ကျွန်တော်ရဲ့ကိုယ့်ရဲ့ဆောင်မုတ်ကိုကျွန်တော်ပြန်ရွတ်လေရွတ်တာရှိအဲ့ဒါဗာလဲဆိုတော့ဝိရတာနေပူရာယာသီးလူအလုပ်သူ့ရဲ့အလုပ်ပေါ့ဒါနှစ်စင်နေတိုင်းဖြစ်ကိုလိုကမှာကိုလိုပေါ့အဲ့တော့ဒီဆောင်မိုးလေးကိုကျွန်တော်စိတ်ကူးစိတ်နှံလေးကိုယ့်ဘာကိုပေါ်လာတဲ့အတွက်ကြောင့်ကျွန်တော်ကိုယ့်ဘာကိုလုပ်ဖြစ်တယ်အဲ့တော့ဒီဆောင်မိုးလေးကိုပေါ်လာတဲ့အကြောင်းရင်းကကျွန်တော်ကအခုဒီချိန်တော့ဘာဖြစ်လဲဆိုတော့အပြေးလေးချိန်ကနေကျွန်တော်အများနဲ့လုပ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ရန်ကုန်မှာဆိုတော့မိုးကရွာတဲ့ခါရှိတယ်မိုးရွာတဲ့ခါကျတော့မပြေးခြင်းမြန်အပြေးပဲပြီးမယ်လို့ပြောနေပူရတဲ့ခါကျတော့မပြေးခြင်းမြန်ကိုလိုအမယ်လို့မလုပ်ချင်တဲ့စိတ်ကျွန်တော်ဖြစ်ခဲ့တဲ့ခါကျတော့မဖြစ်သေးပါဘူးပေါ့နော်သူမိုးရွာတယ်နေပူရသူကရွာနေတာပဲပုံပြီးပူစားတယ်သူကပြီးနေတာပဲတော့ငါလုံးဆက်ရှိတယ်လို့တော့ငါဘက်ကလောက်အောင်မယ်ဆိုပြီးတော့အတွေးလေးကျွန်တော်ဖြစ်တဲ့အတိုင်းပဲကျွန်တော်လုပ်တယ်အဲ့တော့သူကသူကျဲတော့ရွာတခါတော့ဆိုရင်ကျွန်တော်အင်းရကံမောင်ကိုကျွန်တော်ပြီးတဲ့ခါမှာအဲ့မှာငါးများတဲ့သူတယောက်မရှိဘူးလုံးဝဘာဆိုဘယ်သူမှမရှိဘူးမိုးရရတယ်တဲလိုက်တာကျွန်တော်ကလည်းမနေ့အလုပ်သွားကြရဒီနေ့ညနေအလုပ်ကပြန်လာတဲ့ခါမှာဒီအင်းရကံမောင်ပြီးကိုပြီးမယ်ဆိုပြီးကျွန်တော်ဒေတာအတွက်ကြောင့်ကျွန်တော်အင်းရနေထွက်တယ်မရောက်အောင်သွားတယ်အဲ့မှာမိုးတွေလည်းအကုန်တင်းနေတယ်မျက်စိရလက်ကဲမတက်နိုင်ဘူးကွာတခုဖြစ်လဲဒါသူ့အောင်ဖြစ်တာပဲငါပေးထားတဲ့ဂရီကိုတော့ငါဘကလုံးဝဖြစ်ချိုးပြောက်လို့မရဘူးဆိုတဲ့အသည့်နဲ့ကျွန်တော်ပြေးတဲ့အခါမှာအဲ့ဒီချိန်ကနေစပြီးတော့ဟုတ်ပြီမိုးရွာတယ်နေပြီလားတော့သူရာသီးလို့သူ့လုပ်နေတာကျွန်တော်လုပ်ရမယ်လို့ကကျွန်တော်လုပ်ဆိုပြီးတော့မိုးရွာတယ်နေဘူးလားရာသီးလို့ကိုလုပ်ရမယ်ကိုလို့ဆိုရဲစောင်းမိုးလေးကိုကျွန်တော်လုပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်